ညီလေးတို့ရေဘာလို့အဲ့ရဝင်တဲ့အခါမပြီးသေးတဲ့အလုပ်တွေကသတိရနေတာလဲအဲ့ဒါ Zeigarnik effect လို့ခေါ်တဲ့အုံနောက်ရဲ့သဘာဝပဲစိတ်ပညာရှင် Bruma Zeigarnik ရှာဖွေတွေ့ရှိခဲ့တာကလူသားတွေရဲ့အုံနောက်ကပြီးသွားတဲ့အလုပ်တွေကိုမေ့သွားပေမဲ့မပြီးသေးတဲ့အလုပ်တွေကိုအလိုအလျောက်သတိရနေတယ်ဒါကစိတ်ဖိစီးမှုဖြစ်စေပေမဲ့အားသာချက်လည်းရှိတယ်ဒီအလေးအကျင့်ကိုနေ့စဉ်သုံးရင်ညီလေးဟာအလုပ်ရွှေ့ဆိုင်တဲ့အကျင့်ကိုကြော်လွှားနိုင်မယ်အလုပ်တစ်ခုကိုအစသေးသေးလေးစလိုက်ရုံနဲ့အုံနောက်ကဆက်လုပ်ချင်စိတ်ဖြစ်လာပြီးအလိုအလျောက်ဆက်သွားလိမ့်မယ်ရွှေ့ဆိုင်နေတဲ့အလုပ်တစ်ခုကိုရွေးပါအဲ့ဒီအလုပ်ရဲ့အသေးဆုံးအပိုင်း2မိနစ်အတွင်းပြီးနိုင်တဲ့အပိုင်းကိုစလုပ်လိုက်ပါစလုပ်ပြီးတာနဲ့ရက်လိုက်ပါဆက်လုပ်စရာမလိုဘူးအုံနောက်ကမပြီးသေးတဲ့အတွက်ဆက်လုပ်ချင်စိတ်ဖြစ်လာပြီးမကြခင်ပြန်လုပ်မိလိမ့်မယ်အားသာချက်ကအလုပ်တွေကိုစတင်ရတာလွယ်ကူလာမယ်ပြီးအောင်လုပ်နိုင်တော့တိုးလာမယ်အားနည်းချက်ကမပြီးသေးတဲ့အလုပ်တွေအများကြီးရှိရင်စိတ်ဖိစီးမှုဖြစ်နိုင်တယ်ဒါကြောင့်တစ်ချိန်မှာအလုပ်တစ်ခုပဲစဖို့အကြံပြုပါတယ်ဒီနေ့ကစပြီးမင်းအကြဆုံးရွှေ့ဆိုင်နေတဲ့အလုပ်တစ်ခုကို9မိနစ်လောက်စလုပ်လိုက်ပါပြီးရင်ရက်လိုက်ပါဒီနေ့ညနေဒါမှမဟုတ်မနက်ဖြန်မနက်အဲ့ဒီအလုပ်ကိုပြန်လုပ်မိလိမ့်မယ်ဒီအလေးအကျင့်လေးကတစ်နှစ်အတွင်းညီလေးရဲ့အလုပ်ပြီးမြောက်နှုန်းကိုဘယ်လောက်တိုးတက်သွားစေမလဲဆိုတာတွေးကြည့်ပါညီလေးတယောက်ရဲ့အာယုံစိုက်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘရင်တယောက်အတွေးခေါ်ဖြစ်ဖို့ follow လုပ်ထားပါ